那啷个才讲下ကိစ္စလေးတစ်ခုမပြောရှင်လဲပြောပြရမယ်ပေါ့နော်အဲ့ဒါကတော့ဗာလေးဆိုတော့ပြီးခဲ့တဲ့2ရက်လောက်တုန်းကအဲ့ဒီအကောင့်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီ Facebook အကောင့်နဲ့ပတ်သက်ပြီးတော့မှ screenshot လေးနဲ့အတူစမွန်ချိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့မှတင်ပြထားတယ်ဟုတ်လားစမွန်ချိုင်းရဲ့တတအဲ့ဒီအကောင့်ကိုဝင်ပြီးတော့မှဝိုင်းထွေးကြတယ်ဆိုတဲ့ကိစ္စလေးနော်သူတို့အဖွဲတောက်နေပြီနော်ပြီးတော့သူက profile တက်ထူတာဆိုတော့လေနော်အဲ့တော့မကိန်းနိုင်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီဘက်မှာကာကွယ်ပေးမဲ့လို့မရှိဘူးနော်အဲ့ဒီဘက်မှာကာကွယ်ပေးမဲ့လို့မရှိဘူးအဲ့ဒီသူ့ထက်အများသူ့ထက်လေးအဆက်တရားမှာကအများကြီးကောင်းအောင်ကိုနိုင်ငံအတွက်အများကြီးတကယ်မပြတ်လောက်ပါပဲဒါပေမဲ့သူ့လိုမျိုးအပေးတယ်လို့မရှိဘူးဘာလို့လဲဆိုတော့သူ့လိုမျိုးအဲ့ဒီကိုနိုင်ငံနားတွေကိုမနှိမ့်ချတက်လို့လားမစော်ကားတက်လို့လားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒီနဲ့တက်လုံးကောင်းလာတဲ့လူဆိုတာကောင်းသိပါတယ်လက်ရှိအဲ့ဒီ Facebook ထဲမှာရောက်နေတာကြာပြီဖြစ်တဲ့သူတွေလည်းကောင်းသိပါတယ်တစ်ချိန်လုံးအဲ့ဒီလူပေးကမ်းနေတာပဲနော်နေရအနှံ့ကိုလူတွေပေးကမ်းတယ်ကိုနိုင်ငံသားတွေနဲ့ပတ်သက်လာရင်ဘယ်လိုပါပြောမခံမဲနဲ့ဝင်နာတတ်တယ်နော်ကိုတိတ်ခါတော့ကိုတော့မှအထီးခံပြီးတော့မှလိုက်ဆေးကူပေးတယ်နော်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီတော့ကျတော့ဒါမျိုးတွေမရှိကြဘူးပေါ့နော်အဲ့တော့ခါကျတော့အဲ့ဒီကောက်ကဒီညနေဝင်ကြည့်တဲ့အခါကျတော့လုံးဝဘာမှကိုနှိပ်လို့မရတော့ပါဘူးလုံးဝဘာမှနှိပ်လို့မရတော့လုံးဝ red flag ပြပါပြီပြီးတော့မေဂျာကအဲ့လိုမျိုး warning message တော့ email ပို့ထားတယ်စီတယ်အကောက်ကပေါ့နော်အဲ့ဒါကျတော့ဘာလဲဆိုတော့ we will remove your Facebook we will remove your profile account from Facebook Meta တဲ့အဲ့ဒါပြောတယ်ပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့ငါတို့နင့်ရဲ့အကောက်ကိုဒီ Facebook Meta ကုမ္ပဏီကနေမှာဖယ်ရှားမေပေါ့နော်ဖြုတ်ချပါမေဖယ်ရှားပြပါတော့မေ you are against our community standard and ပြီးတော့ the problem is တော့ရှာကြည့်လိုက်တဲ့အခါကျတော့against personal against ပေါ့နော်အဲ့လိုမျိုးရေးထားပါတယ်အဲ့တော့အဲ့ဒီကဟိုဘယ်လိုပြောမှာတော့ပုံကိုရေးတိုက်ခိုက်မှုနဲ့ဟိုအတိုင်ကြားခံထားရတယ်ပေါ့နော်အဲ့တော့ဝင်စစ်ဆေးပြီးတော့မှအဲ့တော့ပုံကိုရေး against ဖြစ်တဲ့အတွက်ကြောင့်လို့တဲ့အားလုံးဖြုတ်ချပါမေတဲ့ဆိုတော့ခါကျတော့နှိပ်တော့ဘာမှကိုနှိပ်ရတော့ပါဘူးဝင်နေပါလေအဲ့လိုမျိုးပေါ့ဆိုတဲ့ခါကျတော့ဘယ်တက်နိုင်ပါလဲနော်မိတ်ဆွေတို့ရဲ့စမုံချိုင်းနောက်လိုက်နဲ့အဲ့ကျုံကိုရဟမှာဖြစ်ပါစေဆိုလို့မြို့မန်းတဲ့တချို့လေးတွေရှိတယ်ပေါ့နော်မကြည်မတာလေးတွေပေါ့နော်ကြိတ်ပြီးတော့မှပျော်နေလားဖြစ်မလားဟမ်ဆူတောင်းလေနော်ဆူတောင်းလေနော်ဘယ်လိုလဲဒေါမအေကျဲနော်တမနိုင်ငံမှာလေဟိုအိမ်ဖို့ပကံစီအမိုက်လည်းမဟုတ်ဘူးစစ်နိုင်ငံခြားလာရဲဆိုတာလေနော်စမ်းသပ်ပိန်တာမဟုတ်ဘူးစစ်နော်ထိုင်းနိုင်ငံမှာနေလာတဲ့တခြားလောကနေပေးကြည့်လိုက်ပေါ့နော်သူတို့နေလာတဲ့လူတွေပြီးတော့ဟိုတလောတော့မှထိုင်းမှာခီးစင်လာတော့အမြင်နဲ့ဟုတ်လားရှင်းပြထားတာလေပြောမဟုတ်ဘူးနော်ဒါထိုင်းမှာသူပေါက်လာတဲ့မိတ်ဆွေတွေသူတို့ကောက်သိတယ်နော်မင်းကြည့်လိုက်နော်အဲ့ကျဘာတင်နေ public မှာရှာတင်နေတယ်နော်မဟုတ်မမှန်လေတယောက်တည်းကြီးနေတာဆိုရင်တင်ပါမလား public မှာနော်ဟို friend only တို့ဘာလို့အဲ့လိုမျိုးကောက်ွယ်ပြီးတော့တင်ပါပေါ့နော်အဲ့တော့အဲ့ဒီထိုင်းဟိုအကူတာ agent ကအဲ့တော့ပေါင်းပြီးတော့ချင်းလာထဲလို့ကိုဝီဇာမှာ overstay ဖြစ်ခံပြီးဘယ်လို fight တာလဲဘယ်လိုနိုင်တာလဲဟိုကိုကလေကြီးတာမဟုတ်ဘူးနော်အဲ့ကျအမှန်တရားရှာပြောတာလေအဲ့ကျဘာလို့နိုင်လဲဆိုတာကအဲ့ကျအမှန်တရားလုံးလို့အဲ့ကျမိုင်းအဲ့ကျရှုံးမှာပဲတိလားနော်အဲ့ကျမိုင်းအဲ့ကျရှုံးမှာပါပဲအဲ့တော့ကလည်းဘာလဲဆိုတော့အဲ့ကျနားလေပဲညတ်တက်တယ်အုံနောက်ရှိတယ်ပြီးတော့အမှန်တရားကိုလိုက်နာတယ်နော်မဟုတ်မမှန်မလုပ်ဘူးမလုပ်တဲ့မလုပ်ဘူးမပြောတဲ့မပြောဘူးအခုလိုပဲပေါ့နော်အဲ့ကျဥစ္စာကိုလာထုတ်လို့လေအဲ့တော့အဲ့ကျကဟိုညနေအဲ့ဒီမှာဟုတ်ပါတယ်တကယ်အဲ့လိုမျိုး reflect ပြပြီးတော့မှလုံးဝ remove မယ်လို့အဲ့လိုသူတို့စာပို့ထားပါပြီအဲ့တော့အဲ့ကျကဝင်အဖေဝင်ပါတယ်အဖေဝင်နေဆိုတာကတော့ဘာမှလို့ဆိုရင်တရားဝင်ဆိုင်ပြောမှာအယူခံဝင်တာပေါ့နော်အဲ့တော့အဲ့ကျသူစီက screenshot သူတင်ထားတယ်အဲ့ဒီကိစ္စနဲ့စကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်တခြားကိစ္စလို့ဟိုစမွန်ချိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲ့ကျ screenshot တွေအားလုံးယူတော့ပါတယ်ပြီးတော့သူ့ကိုသူများလိုက်ပြီးတော့မှအားပေးထားတဲ့စမွန်ချိုင်းကိစ္စတွေလည်းတော့ပြီးတော့မှရှင်းပြပါတယ်ဒီလိုမျိုးသူလောက်ထားလို့အဲ့တော့ပေါ့နော်အဲ့တော့ငါကဘာ personal against ဘာ community against မလောက်ပါဘူးအဲ့တော့ငါတင်ထားတယ်ဆိုတာကသူကငါတို့နိုင်ငံနဲ့ပြည်သူပြည်သားတွေကိုနှိမ်ချစော်ကားပြောဆိုထားတဲ့စကားလုံးပြောထားလို့နော်ငါတို့ပြည်သူတိုင်ကမကြိုက်လို့အဲ့တော့ပြီးတော့အဲ့တော့သူတင်ထားတဲ့အရာကိုအတိုင်းကိုငါက screenshot ရိုက်ပြီးတော့မှသူတင်လို့ပြောရဲဆိုတဲ့ကိစ္စကိုပြန်တင်တာပါမယုံရင်ဒါနဲ့တိုက်ပြီးတော့မှသွားစစ်ကြည့်ပါသူထဲမှာနော်သွားစစ်ကြည့်နေမှာလည်းအချိန်ကြီးသူရဲ့အဲ့ဒီဟို page ပေါ့နော်သူရဲ့ account လား page လားတော့မသိဘူးနော်ကိုလည်းစိတ်ဝင်စားတော့ဝင်ကြည့်လားအဲ့တော့ဝင်ကြည့်ပြီမဲ့ okay သူရဲ့ copy link ကိုလည်းပို့ပေးလိုက်ပါတယ်ပြီးတော့အဲ့လိုမျိုးစာရေးပေးလိုက်ပါတယ်နော်တက်သူကအဲ့လိုစော်ကားပြောဆိုထားတဲ့ကိစ္စကြောင့်မလို့ငါကသူတင်ထားတဲ့အရာလေးကိုပဲဒီတိုင်းလေးချပြပေးရုံပဲရှိတယ်သူဒီလိုပြောထားပါဆိုတဲ့ကိစ္စအဲ့တော့ညီတို့တိတ်ချစစ်ဆေးလိုက်ပါနော်ဟိုဘက်ဒီဘက်တရားများတောင်စစ်ဆေးပြီးတော့မှငါအကောင့်ကိုဟိုပြန်ဖွင့်ပေးပါနော် as soon as possible ဆိုတော့မပြောတော့ကွာအဲ့လိုမျိုးပြောတယ်အဲ့အကောင့်အသုံးလိုတယ်လို့နော်အမြန်ဆုံးဖြစ်နိုင်အမြန်ဆုံးလည်းပြန်ဖွင့်ပေးပါလို့ငါရဲ့အကောင့်နဲ့ငါရဲ့ဒီတင်ထားတဲ့ post တွေပေါ့နော်တခုမှမထိခိုက်ပါစေနဲ့အမှန်ဆိုရင်နော်ဒီလိုမျိုး reflect တွေသွားပြီးဆိုလို့ရှိရင်ဟုတ်လားဒီလိုမျိုးmonetization ပွင့်ထားတဲ့အကောင့်တွေပါလို့ဆိုရင်သူအကုန်ပြုတ်သွားတယ်ကွာတင်မလားဟိုဘာမှမကြံတော့ဘူးကွာအဲ့လိုမျိုးဖြုတ်ခံရတယ်အဲ့ကျဟာဖြုတ်ခံရပါလို့အဲ့ကျပြောလေငါအကောက်ကိုရှိနေတိုင်းရှိနေပါစေနော်ဘာတစ်ခုမှလုံးဝမဖြုတ်ပြစေနဲ့အဲ့လိုမျိုးဖြုတ်ပြင်ငါထပ်ပြီးတော့မှတတ်မှာတိုင်ကြားချက်လာအောင်ငါပြီးမှာမဟုတ်ဒီတိုင်းရက်တတ်မှာမဟုတ်နော်မီတာကုမ္ပဏီကြီး direct ဆက်တွေ့ရကွာနော်ဆက်တွေ့ပြီးတော့မှဘာလို့ဆိုတော့ဂျမနီမှာမီတာကုမ္ပဏီရှိပါတယ်စင်နော်ဆက်တွေ့လို့ရပါတယ်ရှင်သူတို့ရဲ့ address တွေပုံမှန်တွေ email တွေရှိပါတယ်ရှင် direct ဆက်တွေ့လို့ရပါတယ်စင်နော်အဲ့တော့ဆက်တွေ့ပြီးတိုက်ရိုက်အဲ့ပြောပါတယ် email နဲ့လည်းပို့ပါတယ်အကုန်ပို့ပါတယ် screenshot လည်းအကုန်ပို့ပြီးတော့မှဒါကြောင့်မလို့ as soon as possible ဆိုတဲ့ခါကျတော့တနားရောင်မချဘူးထင်တာပဲအပြည့်တင်ပြီးတော့မှလေအားလုံး all green ပါစင် all green ပါစင်ကဲ all green အပြင်ကိုလေတော့မကြည့်မချမ်းအရာလေးတွေပေါ့နော်အဲကြောင့်မကြည့်မချမ်းဖြစ်တဲ့တချို့မကြည့်တဲ့လူလေးတွေရဲ့ကြိတ်ဝမ်းတာနေမဲ့လူလေးတွေရဲ့ဟိုစမွန်ကြားရဲ့ပေါ့နော်က
ကဲတစ်ကောက်ကြစမ်းအဲ့ဒါပါလဲဆိုတော့သူတို့ကလေအဲ့ကျို့ block မဟုတ်ပါဒီ report ထုတ်လို့မဲဆိုအနည်းဆုံးတော့ကတော့အဲ့ကျအကောက်ပဲဝင်ရမယ်လीနော်ဘယ်ဟာကို report ထုတ်မလဲဆိုသူတို့မှရွေးချယ်ရတယ်ဟုတ်လားအဲ့ profile ကိုထုတ်မှလားဒါမှမဟုတ်ဘယ် post ကိုထုတ်မှလဲဆိုအဲ့တော့ဝင်ချေထွက်ချေဆို share တွေကအများကြီးကွာဝင်လိုက်ထွက်လိုက်ဆိုတော့အဲ့ဒါတွေက share တွေကကြံခဲ့တဲ့အချိန်မှာသိလားသူတို့ခင်ဗျားလေးလားဘာမှမရတဲ့အကုန်ဆုံးသိလားဘာလို့လဲဆိုတော့ engage ကလည်းအများကြီးတက်တယ်သိလား over 1 million ပေါ့နော် engage တက်တာကနော်တခါမှမရှိဘူးနော်ဘာလို့အဲ့ကျကိုယ့်ကိုယ်ကျန်နေပြောစီပြက်စီလေးကိုတငယ်ချင်းလေးဟိုဒီအယောက်3လေးစိန်နေဒီလိုလေးပဲလीနော်ဂျင်းနတ်နေရဆိုတော့ပြီးတော့လေ view တက်တာဆိုလေနည်းနည်းတော့မဟုတ်နော်ဘယ်လောက်တောင်လဲသိလား over 2.5 million over 2.5 million ချီယာတွေကြံခဲ့တာနောက်ဆုံးတော့သူတို့ခင်ဗျားလေးသိလား report ကလည်းမအောင်မြင်အဝင်ထွက်ခါလို့ရှုံးပေါ့နော်2.5 million ကြီးတောင်တော့2.5 million ကြီးတောင်တော့ကဲအဲ့တော့ဘယ်လိုလဲစစ်စမွန်ချိုင်းတဲ့အဲ့ကျကလေပို့ပြီးတော့မှလေဟိုဖြစ်ချင်တာလေစမွန်ချိုင်းအစားကိုလိုက်နာပြီးတော့ဟာတွေကိုပို့ပြီးတော့မှကြက်တီယွန်းတာပေါ့နော်ပို့ပြီးယွန်းတာလေဟာကိုကပြည်သူဖက်ပါပြီးပြောပြီးတော့တချို့တွေကဖြစ်တဲ့ညာပြလိုက်ပလိုင်းပို့တော့မလေးတရားမရဘူးညာပြီးသူကိုဆဲဆိုတော့ကြတော့သူတို့တရားလိုက်ပေးကြလားနော်ကဲတမအဲ့ကြောလာရှင်လဲတော်ရုံအစ်လောက်နေတော့လာမရှင်နဲ့လေ level 2မှလာရှင်ပေါ့နော်စမွန်ချိုင်းကိုပြောတာတော့မဟုတ်ပါဘူးစမွန်ချိုင်းကိုအေဂျင့်မသိဘူးသိတယ်မသိဘူးသူ့နဲ့ပတ်စင်နဲ့ကိုသိတယ်မသိဘူးစိတ်လည်းမဝင်စားဘူးဟိုလည်းမဖြစ်ဘူးပြီးတော့မစော်ကားရင်ပြီးတော့စော်ကားရင်တော့တက်ဆဲမှာပဲနော်တို့ဘာဖြစ်နေပြီကွာစမွန်ချိုင်းနဲ့ကိုလည်းမသိတော့တချို့ပြောတော့မနာလို့လားပါလို့ဖြစ်ဆက်လာအကြောင်းကြီးသူ့ဘဝနဲ့သူကိုဘဝနဲ့ကိုဟုတ်ပြီနော်အဲ့ဒါမပြောဒါပေမဲ့ကိုနိုင်ငံနဲ့ကိုလူမျိုးဆိုတာတိုင်းရင်းသားအားလုံးပါပဲနော်မစော်ကားမိပါစေနဲ့သူဆိုပို့ဆိုးတာက online နဲ့လှုပ်ရှားနေတယ်လို့မြန်မာပြည်သူပြည်သားတွေကသူ့ရဲ့ထမင်းရှင်ပဲအဲ့ဒီကျဆိုတာအမြဲလုံနေတာမြန်မာပြည်သူပြည်သားတွေနော်ကိစ္စမရှိဘူးအဲ့ကျအကောင်ကျသွားလို့မငတ်ဘူးနော်အကုန်မဲ့တက်တာတော့မဟုတ်လားကြံခဲ့တယ်လို့ဆက်ပြောမနေတကူကတော့အဲ့ဒါနဲ့လေအဲ့ကျအကောက်လည်းပြန်ရလာတဲ့ခါကျတော့ဒီသူ့အကောက်အောက်မှာတများဟို comment တွေမှတ်ထားတဲ့အောက်မှာဟိုရက်ကအဲ့ကျဟိုဘာတော့တော့အပီကူထားတဲ့ဗီဒီယိုတွေဘက်ကလို့မြင်နေဟုတ်လားအဲ့ကျဟို screenshot နဲ့ရိုက်တင်ထားတယ်โอเคအဲ့ဒီအောက်တွေကနေမှအဲ့ကျဟိုတများ reply ပြန်လာထားတော့လေ react တွေပေးထားတဲ့ခါကျတော့အဲ့ကျအကောက်လည်းပြန်ဝင်လို့လည်းရရောဒီမှာတတ်ထားတာညင်တယ်ပေါ့နော်အဲ့တော့အဲ့ကျအမဝင်ကြည့်နေတော့ comment အစ်စ်တွေလည်းရှိတယ်နာမည်အစ်စ်တော့တလုံးထပ်တိုးလို့ရတော့ဒါစမွန်ချိုင်းနေမကတော့အဲ့ဒါဘာလဲဆိုတော့စမွန်ပြုံးလားစမွန်ချိုင်းလားမဟုတ်ပါဘူးအဲ့ကျအပြောင်းပြန်တဲ့သူများရေးထားတာညင်တော့ဖတ်တာတယ်ဒါပေမဲ့ဟိုပြုံးတော့ကွာဘာလို့စမွန်ချိုင်းပြောပါနဲ့ဆိုစမွန်ချိုင်းမကြိုင်အဲ့ဆိုနေအပြုံးကြုံကြွကွာစမွန်ချိုင်းနဲ့အပြုံးကြုံဆိုလို့မှာအမနာမည်သူကရာသူတောင်တိုးနေဗျာနော်ကိုရီးယားမသိလိုက်တာအဲ့ဒါနဲ့နေမှာလေပြီးတော့လေတကယ်ကိုသူ့ဆုချလာတာမှာလေစမွန်ချိုင်းအပြုံးကြုံစမွန်ချိုင်းအပြုံးကြုံဆိုမှာအဲ့ဘာလောင်းကွာအမရကုန်မန္တလေးကားလမ်းမှာကြီးချတာပဲတိလားကရကုန်မန္တလေး highway လမ်းမှာကြီးချတာပဲအဲ့လောက်ကိုရှိလားအဲ့တော့အဲ့ကျအားရဘူးမှာအဲ့ဒီလိုမှအောက်လေးမှာသွားလို့မှအားပေးခဲ့တယ်အားပေးပြီးတော့မှကျင်းနှက်လိုက်တာလို့အခုလိုမျိုးဟိုဘယ်လိုပြောမှာပြီးတော့စော်ကားထားတဲ့အကောင့်ကိုလာပြီးတော့အခုလိုအားပေးတဲ့အတွက်ဖုန်းတင်လေးတွေကွန်ပျူတာချင်ပါတယ်လို့လာယူနော်ဆိုအဲ့လိုမျိုးတွေလိုက်မှတ်ထားနှစ်ခုသုံးခုရှိတယ်တချို့နှစ်ခုသုံးခုတွေ့ခဲ့တာနော်ဖြစ်ရှင်တော့အဲ့လိုမှန်နေတဲ့လမ်းကိုလေအဲ့ကျလေ react တောင်ပြီးလို့မရတော့ဘူးလားလုံးဝမရတော့ဒီမှာအခုမှမရပြန်ဒီအဲ့လိုမျိုးလေလုံးဝ react လည်းပြီးလို့မရတော့ဘူးဘယ်လိုဖြစ်သွားလဲမသိဘူးအဲ့မှာဟာဘယ်လိုဖြစ်ရလဲသူ့အကောက်ပဲတည်သွားတာလားဒါမှမဟုတ်သူများပဲသူဝိုင်းထိုးလို့ကြာတာလားဒါမှမဟုတ်သူကအဲ့ကျ block သွားတာလားတော့မသိဘူးယူရိုတွေဝင်ကြည့်လိုက်ကြအောင်ဝင်ကြည့်ကြည့်ပါဝင်လို့ရသေးလားလို့နော်ဝင်လို့ရပြီလေဘယ်လိုတွေ follow လုပ်ထားရဲဆိုလို့ရှိရင်နော်ဟိုစမွန်ချိုင်းရတော်လေးကစမိုင်းရဲ့ဂျုံပေါ့နော်စမိုင်းဂျုံရဲ့ဂျုံဖြစ်ပြီဆိုမှတော့တင်တို့တွေကဘာအဆင်ရှိတယ်မှာလဲနော်စဉ်းစားကြည့်ပေါ့အဲ့တော့စမိုင်းဂျုံရဲ့ဂျုံထက်မှဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ဖြုတ်ကြဘာမှပြည်သူအကျိုးမပြုဘဲနဲ့စော်ကားတဲ့ဟာကိုတင်တို့ဘာလို့ follow လုပ်ထားလဲတင်တို့လုပ်ကျွေးနေတာသူဟုတ်ပြီလားနော်โอเคအဲ့တော့အဲ့ဒီဘာမှနှိပ်လို့မရတော့အဲ့ဒါနေမှာဟာဘယ်လိုလဲဆိုပြန်နှိပ်ရှာကြည့်တဲ့ခါကျတော့အဲ့တိုင်းပြရတယ်ကွာမရတော့ဘူးပေါ့နော်